အားလုံးပဲမင်္ဂလာပါမျက်စတန်ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့ရဲ့မနက်ခင်းကဘယ်လိုမျိုးလဲဘာတွေလုပ်ကြလဲလို့တော့မြင်တွေ့ရမှာပါမနက်ခင်းကိုအစိုးရနိုးထတက်ကြတဲ့ဗီယက်နမ်လူမျိုးတွေကတော့ကျမ်းမာရေးလိုက်စားကြတဲ့သူတွေများပါတယ်ကိုလက်လေးချင်းကလုပ်တဲ့သူတွေလမ်းလျှောက်ထွက်ကြတဲ့သူတွေအသက်အရွယ်အစုံလင်ကိုကံပတ်လက်တစ်လျှောက်မြင်တွေ့ရမှာပါအပူပင်ကင်းမဲစွာနဲ့ဘဝကိုဖျက်ဆီးနေကြတဲ့သူတွေထဲမှာဗီယက်နမ်လူမျိုးတွေလည်းပါဝင်ပါပဲနေရာတိုင်းမှာအပန်းဖြေဖို့အတွက်လုပ်ထားပြီးရဲ့ပန်းလေးတွေနဲ့ပါအလှဆင်ထားပြီးတော့တွေ့ရပါတယ်။ဒါကတော့မနက်ဆိုရင်လူကြိတ်ကြိတ်တိုးနေအောင်ရောင်းရတဲ့ဗီယက်နမ်ဟန်နွိုင်းရဲ့မနက်စာဆိုင်လေးပါ။ဆွေမေလို့ခေါ်တဲ့ဗီယက်နမ်ရဲ့ sticky rice ကတော့မနက်စာဖြစ်အများဆုံးစားကြပါတယ်။ဘဝရောင်ကောင်းကြီးနဲ့ချက်ထားတဲ့ရွှေမေကတော့အပေါ်မှာဝက်သားလေးရဲ့ကြက်ဥရဲ့ပဲမှုတ်ကြက်သွန်ကျော်စတာတွေကိုတော့ပြီးအနေနဲ့အပေါ်မှာထည့်ထားပြီးမနက်ခင်းစားရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ခုလိုမပြောဖက်လေးနဲ့ပြင်ဆင်ထုတ်ပိုးတာကလည်းရွှေမေကိုစားခြင်းစပယ်ဖြစ်စေပါတယ်။ဒီရွှေမေဆိုင်လေးကတော့အိုးကွာတာအနီးမှာရှိပြီးတော့မနက်ဆိုရင်လူကြိတ်ကြိတ်တိုးနေအောင်ရောင်းရပါတယ်။ဒါကတော့တော်ပီအစုံလေးထည့်ထားတဲ့ရွှေမေလေးပါ။ဗီယက်နမ်ဟနွိုင်းကိုရောက်ခဲ့မယ်ဆိုရင်တော့အခုလိုမျိုးမနက်ခင်းအစားအစာဖြစ်စားကြတဲ့ရွှေမေလေးကိုရည်စမ်းကြည့်ဖို့အတွက် recommend ပေးချင်ပါတယ်။အားလုံးပဲနောက်ဘလော့တွေကြိုင်တင်တွေ့ပါမယ်ခင်ဗျာ။တက်တာပါ။